ကျမတက်တွန်လေးကိုစကြော်ပါတယ်ရှင်ကျမဘာချက်မလဲဆိုလို့ရှိရင်ကျမဝတ်သားချက်မှာပါရှင်ကျမကဝတ်သားလေးချက်စားမှာပါရှင်အဲ့ဒီအတွက်ကျမချက်တွန်လေးကိုအရင်စီးတက်နေပါတယ်ရှင်ချက်တွန်လေးတွေကိုစီကိုရွှေအိုရောင်တန်းလာတဲ့အထိကျမကြော်ပါတယ်ရှင်ရွှေအိုရောင်လေးတွေတန်းလာတဲ့အထိကျမကြော်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ကျမထောင်းထားတဲ့ငရုတ်သီးရဲ့ချက်တွန်လေးချက်တွန်ဖြူကျမထောင်းထားတဲ့ချက်တွန်ဖြူလေးတွေလည်းရှိတဲ့အတွက်ကျမနည်းနည်းစီထပ်ထည့်လိုက်ပါတယ်ရှင်အဲ့လိုမျိုးလေးထည့်ပြီးတော့ကျမစီစလိုက်ပါတယ်ကျမကလဝီးရွက်လေးကိုကြိုက်တဲ့အတွက်ကျမကလဝီးရွက်လေးတော့ထည့်လိုက်ပါတယ်ရှင်ကလဝီးရွက်မကြိုက်လို့ရှိရင်လည်းမထည့်ပါနဲ့ရှင်ကျမနေတိုင်းကြော်လို့ရှိရင်တော့ဝတ်သားလေးတွေကနှိမ့်စောမနေနဲ့မှုမှုလေးဖြစ်နေတာပါရှင်ကလဝီးရွက်ကျမကတော့ကြိုက်တဲ့အတွက်ကျမတော့ထည့်ပေးလိုက်ပါတယ်ရှင်အဲ့လိုမျိုးလေးစီလေးတွေနူးသွားအောင်ကျမစီကိုချက်တွန်လေးတွေနူးသွားအောင်ကျမတက်လိုက်တဲ့တက်ပြီးရဲ့နောက်ပိုင်းမှာကျမဝတ်သားလေးကိုထည့်လိုက်တယ်ဝတ်သားလေးကိုကျမအရင်ဆုံးစီနဲ့လုံးလိုက်ပါတယ်ရှင်အဲ့လိုမျိုးစီနဲ့လုံးပြီးမှပဲသူ့ရဲ့ရတာလေးကစာပလာလေးတွေနဲ့စိတ်ပြီးတော့ဝင်နေမှာပါရှင်အဲ့ဒါကျမစီလေးနဲ့အရင်ဆုံးလုံးပြီးတော့ကျမထည့်လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဆိုရင်ဖြစ်ကျမရေလေးခမ်းသွားအောင်ဖြစ်ဝတ်သားလေးကပါတယ်ရေလေးတွေခမ်းသွားအောင်ဖြစ်ကျမလုံးပေးလိုက်ပါတယ်ရှင်ဝတ်သားလေးကိုလေအဲ့လိုမျိုးလုံးပြီးရဲ့နောက်ပိုင်းမှာဆိုရင်ကျမကနုညံ့အဆက်တဲ့ဝတ်သားလေးကိုရချင်လို့မလို့ကျမဝတ်သားလေးကိုရေမြုပ်အောင်ထည့်လိုက်ပါတယ်ရှင်အဲ့လိုမျိုးရေမြုပ်အောင်ထဲမှာလဲဝတ်သားလေးကပါဇက်ထဲမှာအရေးပျော်ပြီးတဲ့ခါကျတော့စားလို့ကောင်းမှာပါရှင်အဲ့ဒါကြောင့်ကျမကတော့ဝတ်သားလေးကိုဒီနေ့တိုင်းချက်ပါတယ်ရှင်အဲ့လိုချက်ပြီးတဲ့နောက်ပိုင်းမှာမမှုရပဲနဲ့ကျမအဖုံးလေးကိုအုပ်ပြီးထားလိုက်ပါတယ်ရှင်အဲ့လိုအုပ်ထားမှာလဲဝတ်သားလေးကနင်းမြအစ်ဆက်တဲ့အရာတောင်ရမှာပါရှင်ကဲအခုဆိုရင်ဖြစ်ရေလေးခမ်းသွားပါလိမ့်ရှင်ကျမကလက်ပံကောင်းကြိုက်တဲ့အတွက်ကျမဒီလေးနည်းနည်းကြံတဲ့အချိန်မှာကျမလက်ပံကောင်းလေးကိုထည့်လိုက်ပေးလိုက်ပါတယ်ရှင်လက်ပံကောင်းမကြိုက်တဲ့သူတွေမထည့်ပါနဲ့ရှင်ကျမကတော့လက်ပံကောင်းကြိုက်တဲ့အတွက်ကျမလက်ပံကောင်းလေးကိုထည့်လိုက်ပါတယ်ရှင်အဲ့လိုမျိုးလေးလက်ပံကောင်းလေးထည့်နေတော့မှကျမအိုးမခတ်တဲ့အောင်လို့ဝတ်သားလေးတွေကိုကျမနေပေးနေပါတယ်ရှင်ကျမအိုးလေးကနည်းနည်းကြာနေဖြစ်တဲ့အတွက်အိုးကတ်တယ်လို့ပါရှင်ကဲခုဆိုရင်ညီမလေးလည်းနည်းနည်းလေးကောင်းလာပြီရေလေးနဲ့ခမ်းသွားပြီဖြစ်တဲ့အတွက်ကျမစားလို့ရတော့မှာပါရှင်ကဲရေကလည်းတော်တော်လေးခမ်းနေပါပြီကဲတော်တော်လေးခမ်းနေ